ဒါကကဘာပေါ်မှာအဆက်ဆုံးငရုတ်သီးမျိုးကွဲတွေကတစ်ခုပါဂရုတစိုက်ရွေးချယ်ထားတဲ့ငရုတ်သီးပင်တွေမှာအမှတ်အသားကျိုးတစ်ချောင်းချီပြီးကျွမ်းကျင်လုပ်သားတွေရိတ်သိမ်းဖို့စောင့်ပါတယ်ရိတ်သိမ်းချိန်မှာနှိုင်းရှင်ဖို့အတွက်အနီရောင်ရင်ညွန့်တုပ်ကိုအသုံးပြုပြီးစံနှုန်းနဲ့ကိုက်ညီတဲ့ငရုတ်သီးတွေကိုသာရွေးချယ်ပြီးပြုပြင်စက်ရုံကိုပို့ဆောင်ပေးပါတယ်ပြီးရင်ငရုတ်သီးတွေကိုအမှုန့်ကျိတ်ပြီးစားနဲ့ရောပြီးဝက်တစ်ချစီတွေထဲမှာအချင်းဖောက်ဖို့ထည့်ပါတယ်လုပ်ငန်းစဉ်တစ်ခုလုံးကလုံးဝတဘာဝကျပြီးဖြည့်ဆွက်ပစ္စည်းတွေမလိုအပ်ပါဘူးဝက်တစ်ချစီတွေရဲ့ပါဇက်တွေကိုလုံအောင်ပိတ်ပြီးစားကြမ်းလွာနဲ့ဖုံးအုပ်ကကိုတောင်ထဲမှာ3နှစ်ကြာတင်စီထားပါတယ်အချင်းဖောက်နေစဉ်အတွင်းကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့အဆိုဓာတ်ကသေးငယ်တဲ့အပေါက်လေးတွေကနေတဖြည်းဖြည်းထွက်လာပြီးအပေါ်ကစားလွာကသူတို့ကိုပြန့်နှံ့စေပါတယ်3နှစ်ကြာပြီးနောက်ပိုင်ရှင်ကစီကိုစိတ်အားထက်သန်စွာဖွင့်ပါတယ်။ငရုတ်သီးနှစ်ကဆွဲဆောင်မှုရှိတဲ့ရနံ့ကိုထုတ်လွှတ်ပေးပေမဲ့ဒီအစ်စ်မှာအမှန်တကယ်ပြည့်စုံမှုမရှိသေးပါဘူး။ရင်းမဲ့နေတဲ့ရှာလကာရီပမာဏကိုထည့်ပြီးတလကြာအဆက်မပြတ်မှွေပေးပါတယ်။ရင်းမဲ့နေတဲ့ရှာလကာရီမှာပိုးသက်ဆေးနဲ့တာရှည်ခံကုန်တတိတွေရှိတာကြောင့်နောက်ထပ်တာရှည်ခံပစ္စည်းတွေမလိုအပ်ပါဘူး။အဲနောက်ငရုတ်သီးအစိများကိုဖယ်ရှားသည့်လုပ်ငန်းစဉ်ဖြစ်ပါတယ်။ရရှိလာသောတန့်စင်သောငရုတ်သီးနှစ်ကိုအရေးသွေးထိန်းချုပ်ရေးကျွမ်းကျင်သူများကစစ်ဆေးပါတယ်။စံတတ်မှတ်ချက်နှင့်ကိုက်ညီရန်အတွက်အရသာ viscosity အဆင့်နှင့်စားပါဝင်မှုကဲ့သို့သောစံနှုန်းများနှင့်ကိုက်ညီရပါမည်အရေးချင်းပြည့်မီသောငရုတ်သီးနှစ်ကိုပလင်းဖြင့်အပြည့်အတုညအလိုလျောက်စိတ်ယုံမှတစ်ဆင့်ဖြန့်ဖြူးရောင်းချပါသည်